မင်္ဂလာပါကျိုးနဲ့ကားတဲ့ချမ်းမူရင်းရေးသားသူဆရာတာတီအဘထင်ဆိုတာကျုပ်တို့တနောင်ကုန်းမှာတော့အထင်ကရလူတယောက်ပေါ့ဗျာရွာတောင်ပိုင်းမှာအိမ်ကြီးရခိုင်နဲ့တက်တက်ခက်ခက်ကားရတဲ့အိမ်ဝိုင်းကြီးနဲ့ဗျရွာကလူတွေကလည်းအဘထင်ဆိုရင်အားကြီးရှိန်တာဗျအဘထင်ကထောင်ထွက်ကြီးလေဗျထောင်ကြတာတော့တခါတည်းမဟုတ်ဘူးဗျခဏခဏကြတာဆိုပဲထောင်ထဲမှာတော့မှထောင်မင်းသားဖြစ်နေတာတဲ့ဗျထောင်မင်းသားဆိုတာကတော့ထောင်ကျလိုက်ပြန်လွတ်လိုက်ပြန်ကျလိုက်ဖြစ်နေတဲ့လူကိုခေါ်တာလေဗျာထောင်ထဲမှာတော့အဘထင်ကထောင်အာဏာပိုင်နေနဲ့ရင်းနေပြီးတော့လူယုံလူကိုဖြစ်နေတာဆိုပဲကျုပ်တို့ရွာကိုရောက်လာပြီးနေတဲ့ချိန်ကစပြီးတော့အဘထင်ကတကက်လူကောင်းတယောက်ပါပဲဗျာအဘထင်ကကျုပ်တို့ရွာသားတော့မဟုတ်ဘူးတခြားကပြောင်းလာပြီးတော့မှရွာမှာဝိုင်းဝယ်ပြီးတော့အိမ်ကြီးတစ်လုံးစောင့်နေတာဗျအစားတော့သူပမာနေတယ်ဘာအမှုတွေနဲ့ထောင်ကျခဲ့တယ်ဆိုတာကိုဘယ်သူမှသိတာတော့မဟုတ်ပါဘူးကျုပ်တို့ရွာကလူတက်မှုနဲ့ထောင်ကျဘူးတဲ့ကိုမောင်စိန်ကိုအကြောင်းပြုပြီးတော့ရောက်လာတာဗျထောင်ထဲမှာတော့အဘထင်ကကိုမောင်စိန်ကိုစောက်ရှောက်ခဲ့တယ်ဆိုပဲကျုပ်တို့ရွာမှာတော့အဘထင်ကရာကလေးနည်းနည်းဝယ်ပြီးတော့နွားတချိနဲ့ရာလုပ်တယ်တိတ်များများစားစားတော့မဟုတ်ပါဘူးကိုမောင်စိန်ကဥဆောင်ပြီးတော့လောက်ကင်ပေးတာပါကိုမောင်စိန်ကတော့လွတ်ယိုသေးတာဗျဆရာထင်းလို့လည်းအမြဲခေါ်တယ်အဘထင်ကလည်းကိုမောင်စိန်ကိုတော်တော်ခင်ပါတယ်သူတို့နှစ်ယောက်ထောင်ကလွတ်လာတော့ကိုမောင်စိန်ကအရင်လွတ်လာတာတဲ့နှစ်တော်တော်ကြာကြာမှအဘထင်ကလွတ်လာပြီးတော့ကိုမောင်စိန်စီကိုလိုက်လာတာဆိုပဲကိုမောင်စိန်ကတော့အဘထင်ရဲ့အမှုခင်းတွေအကြောင်းကိုပြောလိပြောတာမရှိဘူးဗျသူတို့ကိုလူတွေကကြောက်လဲကြောက်ကြတယ်ဆိုတော့ဘယ်သူမှလည်းမမေးရကြပါဘူးဗျပြောရအောင်မယ်ပြုတရွာလုံးကလူတွေအဲ့လောက်ရှိန်တဲ့အဘထင်ကကျုပ်ကိုတော့လှုပ်ခင်တာဗျသူဝိုင်းထဲကို3-4ရက်လောက်များမလာရင်ကိုမောင်စိန်ကြီးကိုခေါ်ခိုင်းရုံပြူရွာထဲကလူတွေကတော့ကျုပ်ချောင်းကိုတီးပြီးသားမူလားဗျာတာတေတို့ကလည်းကွာလူမိုက်လည်းမရှောင်စုံမလည်းမရှောင်တဲ့ကောင်ပဲကွာလို့ကျုပ်ရဲ့ကွယ်ရာမှာပြောကြတယ်ဗျသူတို့ပြောတဲ့စုံမဆိုတာကတော့တင်းချိုင်းတရားမှာကျုပ်ရေးခဲ့တဲ့အကြီးမေခကိုပြောကြတာလीဗျာခမားသိပါတယ်တရက်ကြတော့အဘထင်ကကျုပ်ကိုမေးတယ်ဗျတာတီမင်းကြောက်တတ်သလားဟာအဘထင်ကလည်းလူတိုင်းကြောက်တတ်တာပေါ့ဗျကျုပ်လည်းလူပဲကြောက်တတ်တာပေါ့ဗျအေးမင်းပြောတာမှန်တယ်တာတီလောကမှာမကြောက်တဲ့သူမရှိပါဘူးအဘထင်ကကြုတ်ပြောတဲ့စကားကိုသဘောကျတယ်ဗျဒါဆိုရင်ငါမေးမယ်မင်းတရေကြောက်တတ်သလားဟာကြောက်တာပေါ့အဘထင်ကစက်သိန်းတွေတဖြန်းဖြန်းထအောင်ကြောက်တာဗျဒါပေမဲ့ကျုပ်ကထွက်တော့မပြေဘူးဗျဟာ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 တာတီအဲ့ဒါမင်းမကြောက်တတ်တာပေါ့ကွာမင်းပြောတဲ့စက်သိန်းတွေတဖြန်းဖြန်းထတယ်ဆိုတာကြောက်တာမဟုတ်ဘူးလန့်တာအဲ့ဒါလန့်သွားတာကွာဟင်ဟုတ်လားအဘထင်ကျုပ်ကတော့ကြောက်တာလို့ထင်နေတာဗျမင်းမကြောက်တတ်ပါဘူးတာတီဟာငါအကြောင်းရှိလို့မင်းကိုမေးတာပါဟင်ဘာအကြောင်းလုံးဗျအဘထင်ဒီလိုကွာတာတီငါဒီညဒီဝိုင်းထဲမှာတရေကျွေးဖို့ရှိတယ်ကွာဗျာတရေကျွေးဖို့ဟုတ်လားအဘထင်အေးဟုတ်တယ်ကွာတရေဆိုပေမဲ့ငါနဲ့ထောင်ထဲမှာအတူတူနေခဲ့တဲ့လူတယောက်ပေါ့ကွာထောင်ထဲမှာတော့ငါ့ကိုတိတ်ခင်တဲ့လူကွာသူတေတော့သူ့ကိုငါမွေးထားတာဗျာဒါဆိုရင်အဲ့ဒီလူကတရေဖြစ်သွားတာပေါ့ဟုတ်လားအဘထင်ဟုတ်တာပေါ့တာတီကသူတရေဖြစ်သွားတာသူကရိုးရိုးတည်တာမဟုတ်ဘူးလေကွာကျိုးပြီးခံရတာကွာဟင်ဟုတ်လားအဘထင်သူကဘာအမှုဖြစ်လို့တော့ဗျတကယ်တော့သူကဖောက်ထွင်းဝိစာပါကွာဒါပေမဲ့အဲ့ဒီတစ်ခေါက်အိမ်ဖောက်တော့အိမ်ထဲမှာတင်သူ့ကိုပိတ်မိသွားပြီးတော့ထွက်ပေါက်မရှိတော့လူ3ယောက်ကိုတတ်ပြီးတော့ထွက်ခဲ့ရတာကိုကွာအဲ့ဒီအမှုနဲ့သူထောင်ကြတာလားလူ3ယောက်တောင်တတ်တာဆိုတော့သူ့ကိုကြိုးပေးတာပေါ့ကွာသူ့နာမည်ကကိုဩရဲကွာတာတီကသူခုပမာနေတော့အဘထင်ဒီဝိုင်းထဲမှာပဲငါနဲ့တူတူနေရလေကွာဗျာဒါဆိုရင်အခုသူရှိနေတာပေါ့ဟုတ်လားအဘထင်အေးကွာရှိတာပေါ့တာတီကအဘထင်မကြောက်ဘူးလားဆော့ဆော့ကပြောသလိုပေါ့ကွာတခါတော့လန်သွားတာတော့ရှိတာပေါ့ကွာကြောက်တာတော့မကြောက်ပါဘူးသူ့နာမည်ဘယ်သူတော့အဘထင်ကျုပ်ကအဘထင်ပြောလိုက်တဲ့နာမည်ကိုမသေးကြလို့ထပ်မေးလိုက်တယ်အေးလူဘဝတုန်းကတော့သူ့နာမည်ကကိုဩလို့ခေါ်တယ်ကွာထောင်ထဲမှာတော့ဆရာဩလို့ခေါ်ကြတယ်လူကဖောက်ထွင်းဝိစာသာဆိုတဲ့စာတက်ပေတဲ့ဗျအော်ဟလာအေး तू ကငါနဲ့တူလိုက်လာပြီးနေတော့တလားတခါသူ့ကိုငါကောင်းကောင်းမွန်မွန်ကြွေးရတာပေါ့ तू ကထောင်ထဲမှာငါမိတ်ဆွေဆိုလဲဟုတ်တယ် तू ကျေးဇူးတွေကြောင့်ငါအခုလိုစိတ်ထားမျိုးတွေဖြစ်လာတာကွာအခုလိုဘဝနဲ့လူတစ်လုံးသူတစ်လုံးနေနိုင်တာကွာ तू မသိခင်ကငါ့ကိုအများကြီးဆုံးမတုံတင်တာပေါ့တာတီယာအေးအဲ့ဒါဒီညကိုဩကိုကြွေးဖို့မွေးဖို့ရှိတယ်ကွာမောင်စိန်ဆိုတဲ့ကောင်ကအာကြီးကြောက်တာမောင်စိန်ကမင်းတို့လိုလန့်တာတယ်မဟုတ်ဘူးကွာ तू ကကြောက်တာကွာတာတီက
အဲ့လိုကျွေးတဲ့ညဆိုရင်ဒီကောင်ကဘယ်တော့မှမလာဘူးရှောင်းနေရောငါကလည်းအသက်ကြီးလာတော့ကျွေးဖို့မွေးဖို့တွေလောက်ရတာပင်ပန်းလာပြီကွာအဲ့ဒါဒီညမင်းလာပြီးကိုညီနိုင်မလားလို့မေးတာပါအော်ဒီလိုလားစိတ်ချအဖထင်ညကြရင်ကျုပ်ဆက်ဆက်လာခဲ့မယ်နို့ဘာတွေကျွေးရအောင်နို့ဘာတွေကျွေးရမှာတော့ဗျစံတစိမ့်နဲ့စိတ်တကောင်ကွာဗျာအေးဟုတ်တယ်ဆရာဩကအကောင်တော်တော်ကြီးနေပြီကွာနည်းနည်းပပနဲ့မဝါတော့စိတ်တကောင်လုံးတင်မေးရတယ်ပြီးတော့အမဲသားသုံးမိသားချက်ပေးရတယ်ထမင်းကတော့တစိတ်ချက်ကွာတစိတ်ဆိုတော့လေးပြီပေါ့ကွာစားတော့ကုံရောလားဗျဟာကုံပါပြီလားဒါတီယာပြိုက်ခနဲ့နေအောင်ကုံတာပေါ့ကွာအဲ့ဒီညကအဘထင်ရဲ့ဝိုင်းထဲကိုကျုပ်ရောက်သွားတော့ည10နိုင်လောက်ရှိပြီဗျလေးပေါင်လေးဘက်ပိုင်းပြီးကင်ထားတဲ့စိတ်တကောင်ရဲ့အမဲသားသုံးမိသားကိုကြကြနနချက်ထားတဲ့မှုေးကြိုင်နေတဲ့ဟင်းရဲ့ဆန်လေးပြီကိုချက်ထားတဲ့ထမင်းအိုးကြီးရဲ့ကအစင်သစ်ဖြစ်နေပြီကဲတာတီမင်းရောက်လာတာအချိန်ကြိုက်ပဲကွာလာဝိုင်းနောက်ဘက်မှာစပွဲကုန်ခင်းကွာအဘတင်ပြောတဲ့အတိုင်းကျုပ်ကစပွဲခုံဝိုင်းကိုမထူပြီးတော့ဝိုင်းနောက်ဘက်မှာခင်းလိုက်တယ်မြေကြီးပေါ်မှာပဲပေါ့ဗျာအဘတင်ရဲ့အိမ်ကြီးချင်းရင်ဘက်ကြတာပေါ့အဲ့ဒီမှာတော့တစ်ပင်ကြီးကြီးတွေရှိတယ်မကြီးပင်နှစ်ပင်နဲ့မနီးမဝေးမှာတစ်ပင်အိုကြီးနှစ်ပင်လည်းရှိတယ်နေကင်းမဲ့ဆိုရင်တော့နေပြောက်တာမထိုးဘဲနဲ့လှုပ်ရိပ်ကောင်းတဲ့နေရာပေါ့ဗျာထူတော့ထူသားဗျအဲ့ဒီတစ်ပင်ကြီးတွေအောက်မှာအမိုက်တရိုက်ဆိုတာကိုမတွေ့ရအောင်မြေပြင်ကလေးကပြောင်ရှင်းနေတာအဘထင်မဲ့အမိုက်မြဲလဲထားလို့လားတော့မသိဘူးဗျတန့်ရှင်းနေတာကျုပ်စပွဲကုန်ခင်းပြီးရနဲ့အဘထင်ကထမင်းတောင်းနေသေးလာတယ်အစင်သင်းလှုပ်ထားတဲ့ငှက်ပြောဘက်တွေကိုစပွဲခုံပေါ်မှာခင်းနေစပွဲခုံကြီးအကျယ်ကြီးမှာငှက်ပြောဘက်အပြည့်ခင်းလိုက်တာကဲတာတီဟင်းအိုးနဲ့စိတ်ကင်တဲကွာကိုအော်လို့ခေါ်တဲ့ဖောက်တွင်းဝိစာတရေကြီးကိုအဘထင်ကကျွေးမွေးတဲ့နေရာမှာအဖြစ်ကျွေးတာမဟုတ်ဘူးဗျအဲကောင်းဆောင်ကောင်းကိုအဲခံတယ်လို့ကြက်ကြနနကျွေးတာပြူစပွဲခုံကြီးကြီးမှာအားလုံးခင်းချင်းပြီးသွားတော့လက်ဆေးဖို့ရေအင်တုံတစ်လုံးပြီးတော့တရေကြီးတောက်ဖို့တောက်ရည်ကိုရေပုံးနဲ့တစ်လုံးထည့်ထားတယ်။အဲဒီတောက်ရည်ပုံထဲမှာရေခတ်တောက်ဖို့ငွေဖလားတစ်လုံးနဲ့ထည့်ထားတယ်။စပွဲခုံနဲ့မလန်းမကန်းမှာဖျောင်းတိုင်3တိုင်ကိုလည်းထွန်းလိုက်သေးသဗျ။ချက်ထားတဲ့အမဲသားဟင်းအိုးတွေကိုစပွဲခုံကြီးအပြည့်ပုံထားတဲ့ထမင်းဖြူဖြူတွေပေါ်ကိုအားလုံးလောင်းထည့်ထားတာ။ပြီးတော့ကင်ထားတဲ့စိတ်တကောင်လုံးရဲ့အသားတွေကိုထမင်းပုံကြီးပတ်ပတ်လဲမှာဖြန့်ပြီးစီထားတာဗျ။မှုေးကြိုင်နေတာပါပဲဗျာ။ကျုပ်တောင်သေရိုးချင်းတယ်လို့ဖြစ်လာတာ။တာတေနောက်ဆုတ်နေဆရာဩကိုငါပင့်တော့မယ်လို့အဘထင်ကပြောတော့ကျုပ်လည်းနောက်ဆုတ်ပြီးတော့စိတ်ဘလူးပင်အောက်ကနေကြည်နေလိုက်တယ်။ထောင်တွင်းမှာအချင်းဆန်ဘဝနဲ့တူတူနေရစဉ်တွင်မှာကျုပ်ထောင်မင်းသားငဖိုးတင်ပေါ်မှာညီလိုတပည့်လိုဆောက်ရှောက်သွန်ခဲ့တဲ့ဆရာဩခမဆရာဩကငဖိုးတင်ငါသိရင်ကျွတ်မှာမဟုတ်ဘူးငါလုပ်ခဲ့တဲ့အကုသိုလ်တွေကြောင့်တရေဖြစ်မှာတေကြပဲတရေဘဝနဲ့ငတ်ပြတ်နေရမှာကိုမလိုလားဘူးကွာဒီတော့မင်းငါ့ကိုမွေးပါလို့မှားခဲ့တဲ့အတွက်ဆရာဩမှားခဲ့တဲ့အတိုင်းကျုပ်အားလုံးကိုစီစဉ်ပြီးမွေးခဲ့တယ်တလားတစ်ကြိမ်ဆရာဩကိုဝဝလင်လင်ကျွေးမွေးခဲ့ပါတယ်ဆရာဩလိုတာရှိရင်တပည့်ငဖိုးတင်ကိုအချိန်မရွေးပြောပါကဲစားပွဲတောက်ပွဲစားဖို့အချိန်ကြာရောက်ပါပြီဆရာအခုချက်ချင်းကြွားရောက်ပါအားရပါရစားတောက်ပါဆရာဩရေစားပါတောက်ပါဆရာဩရေစားပါတောက်ပါဗျာလို့ပြောဆိုပြီးတာနဲ့အဘထင်ကကျုပ်ပေးမှလာရက်တယ်ကျုပ်တို့ရွာသားတွေအရန်ကြောက်တဲ့ဥပိုးတင်လို့ခေါ်တဲ့ထောင်ထွက်ကြီးကအရက်ကြီးကလည်းမြင့်မြင့်ကိုလုံးကြီးကလည်းထွားကြီးပြပစိုးအပြာကွက်တုံးကြီးကိုလည်းအမြဲဝတ်တယ်အပေါ်ပိုင်းကတော့ဖြင်ချမ်းအင်ကြီးဖြူကလွဲပြီးတော့ဘာမှတော့မဝတ်ဘူးပြခေါင်းကတော့ကတုံးကိုအမြဲတမ်းပြောင်းရိတ်ထားတယ်ဒီဖိုးကြီးကကျုပ်ကိုတော့လှုပ်ခင်တာပြကျုံမို့လို့သူ့အိမ်ကိုလာရင်အားကြီးဝမ်းတာလက်ဖက်မြေပဲပေါက်ပေါက်ဆုပ်ရင်နွေးချမ်းဘယ်တော့မှမပြတ်စေရဘူးတခါတော့အမဲချပုတ်စီစိမ့်ကလေးပါသေးသဗျာပြီးတော့သူငငယ်ကပေခဲ့တေခဲ့တာတွေမိုက်ခဲ့တာတွေထောင်တွေခဏကြပြီးတော့ထောင်မင်းသားဖြစ်လာတာတွေထောင်ထဲမှာသူနဲ့တူတူထောင်ချခဲ့တဲ့လူဆိုးလူမိုက်ကြီးတွေအကြောင်းထောင်ထဲမှာဖြစ်တဲ့အင်မတန်ထူးဆန်းတဲ့အကြောင်းတွေထောင်ထဲမှာတခါတွေ့ရတဲ့တတောင်ကျော်လောက်ရှိတဲ့တရေချီယာကြီးတွေအကြောင်းအိုးစုံလို့ပါပဲဗျာကျုပ်ကအဲ့ဓာတွေကိုနားထောင်ခြင်းလို့အဘထင်စီကိုလာနေတာဗျအဲ့ဒါကိုကျုပ်တို့ရွာသားတွေကထောင်ထွက်လူမိုက်ကြီးနဲ့တရင်တနည်းနေရမလားဆိုပြီးတော့ပြောဆိုကြတာပေါ့ဗျာပြောတဲ့အထဲမှာတော့ကျုပ်ဘာနဲ့အမေလည်းပါတာပေါ့ဗျာဟာစားပြီပြောစားပြီအဘထင်ရဲ့ဆရာတရေကြီးတော့ရောက်လာပြီထင်တယ်ဗျဟာထမင်းတွေရောဟင်းတွေရောပြိုက်ခနဲ့ရောသွားတာပြောတွေ့လားတတေဆရာအော်စားတော့နေပြီအာရဘာရကိုစားတာကွကြည်စမ်းဟိုစိတ်ပေါင်ကြီးမှာတော့ရကြီးထင်သွားတာနေတဲ့ပါဆက်ကြီးမဟုတ်ဘူးကွာငါစိတ်ထင်တော့ဆရာဩရက်ကထမ်းပေလောက်များရှိနေမလားပဲကွာဟုတ်ပါအဘထင်ရစိတ်တပေါင်များ3-4ကြိုက်လိုက်ရင်ကုန်မာရောလားဗျာဟုတ်မယ်ပြို့အရွယ်တော်ကြီးမယ်ပုံဗျထ
မ်းပင်လောက်မမြင့်တောင်အုံးပင်လောက်တော့မြင့်မှတီးကြတယ်ငါဝိုင်းထဲမှာဆရာအောရဲ့ခြေရာကိုငါတစ်ခါနှစ်ခါမြင်မှုထားတယ်ကွာတတရဟင်းဟုတ်လားဘာတင်တော်တော်ကြီးလားကြီးပါပြီလားကွာမင်းလက်တောင်လောက်ရှိမဲကွာဟာဟုတ်လားဒီကိစ္စကိုရွာတွေကလူတွေသာသိရင်ကြောက်လိုက်မှာအဘထင်ဟာအေးဘောတတရဒီဝိုင်းထဲမှာဆရာအောရှိတာကိုမသိလို့ပေါ့သိတာသိရင်ဒီဘက်ကိုလူတော်လာရဲမှာမဟုတ်ဘူးကွာကျုပ်တို့စကားပြောတော့မှပဲစပွဲခုံပေါ်အပြည့်ခင်းထားတဲ့စံလေးပြည်ချက်ထမင်းပုံကြီးကတဝက်ကျသွားပြီအမဲသားတွေရောစိတ်သားတွေရောတဝက်လောက်ကျသွားပြီဆရာအောကတော့စားတော့မယ်ဗျာဟာကျုပ်ခုမှကြည့်မိတယ်တောက်ရီပုံတွေကရေတွေလည်းတော်တော်ရော့နေပြီပဲတရေကြီးကတောက်ရီလည်းတောက်တာကိုလွန်ခဲ့တဲ့2နှစ်လောက်ကဆရာမနိုင်ဘက်တခိုးတယောက်ကဝိုင်းကိုကြော်တက်လို့ဆရာအောတွန်းချလိုက်တာဖင်ထိုင်လျက်ပြုတ်ကျသွားတယ်အဲ့လိုပြုတ်ကျမှအဲ့ကောင်ကမောကြည့်လိုက်တော့ဆရာအောကိုမြင်သွားပုံပဲကွာငဲတန်းပေါင်းအော်ပြီးစွပ်ပြေးတာဗမွေးကုန်းကျော်လောက်ရောက်တော့အကြောက်လုံပြီးထင်ပါရဲ့ကွာမျက်လုံးကြီးတွေပြုတ်ထပ်ပြီးသိနေပါရောလားအဲ့တော့ငါလည်းအိတ်မပြောတာနဲ့အိမ်ထဲမှာထထိုင်နေတာကွာဒီကောင်ကြော်တက်လာတာကိုမြင်နေရတာနောက်တော့ဒီကောင်ပြုတ်ကျသွားပြီးတော့ငဲတန်းပေါင်းအော်လိုက်တာကိုကြားလိုက်ရတယ်နောက်နေ့ကျမှဒီကောင်သေသွားတာကိုသိလိုက်ရတာလူတွေကတော့ဒီကောင်ဘာဖြစ်ပြီးသေမှမသိပါဘူးကွာငါလည်းအသာလေးငြိမ်နေရတာပေါ့ကျုပ်ဘာထင်ပြောတာကိုနားထောင်နေတော့ထမင်းတွေရောဟင်းတွေပါကုန်ပြီပြို့ဟာငါပြောဘက်တွေမှာထမင်းကြံဟင်းကြံလုံးဝကိုမရှိတော့တာဗျအားလုံးပြောင်းသွားတာပြို့ဘွမ်ဘွမ်ဟာလက်စိမ်းအင်တုံကြီးထဲမှာလက်ဆေးတဲ့အတန်ဗျဘွမ်ဘွမ်တရေရလက်ကိုတေးသေးချာချာကိုဆေးတာပြို့ဟောတောက်ရပုံးတွေကရေတွေကလည်းပြောင်းသွားတာဗျအားလုံးတောက်ပြစ်လိုက်ပြီထင်တယ်ဆရာအောကအကောင်ပိုကြီးလာတာထင်တယ်ကွာထမင်းတွေရောဟင်းတွေပါခဏလေးနဲ့ကုန်သွားတာနောက်တစ်ခါဆိုရင်တော့ထမင်းရောဟင်းရောတိုးကျွေးမှဖြစ်မယ်ကွာတတရငါဆရာအောမဝမလင်ဖြစ်နေဒုက္ခငါဘလို့မှစိတ်ကောင်းနိုင်မှာမဟုတ်ဘူးဟင်းဖျောင်းနိုင်တွေတပြိုင်နဲ့ငိမ့်ကုန်ပြီအဘထင်လေလဲမတိုက်ပဲနဲ့ဖျောင်းတိုင်3နိုင်ကတပြိုင်တည်းကိုငိမ့်သွားတာပြို့အေးအဲ့ဒါ तू သွားပြီလို့ငါ့ကိုနှုတ်ဆက်တာကွာတတရကဲစပွဲကုန်တွေသိရအောင်ကွာအဘထင်ကအသက်ကြီးလာပြီဆိုတော့အရင်လိုတွတ်တွတ်လက်လက်မရှိတော့ဘူးလေဒါကြောင့်လဲကျုပ်ကိုအကူခေါ်တာပေါ့ဗျာအဘထင်ဖဲနေကျုပ်သိမ်းလိုက်မယ်ပြောဆူဆူနဲ့ကျုပ်ကအိုးတွေခွက်တွေစပွဲတွေကိုသိမ်းလိုက်တယ်အိမ်ညကစပြီးတော့တလက်တစ်ခါတရေကြီးကျွေးတိုင်းအဘထင်ကိုကျုပ်သွားကူပေးရတာပေါ့ဗျာဒီအကြောင်းကိုရွာထဲမှာတော့ရောင်းလို့တော့မဟာရဲဘူးပြို့အဘထင်ကိုကျုပ်တို့ရွာသားတွေကထောင်ထွက်လူမိုက်ကြီးဆိုပြီးတော့ကြောက်နေကြတာအခုလိုတရေကြီးကိုပါမွေးထားမှန်းသိရင်တော့ရွာလုံးကျွတ်တောင်တခြားကိုပြေးကြမလားမသိဘူးဗျာကျုပ်လည်းအဲ့ဒီညကစပြီးတော့အလုပ်တစ်ခုရသွားတာပေါ့ဗျာဖောက်ထွင်းဝိစာဟောင်းတရေကြီးဥအောကိုတလားတစ်ခါကျွေးမွေးပေးရတဲ့အလုပ်ပေါ့ဗျာနောက်တော့အဘထင်တင်ပြီးလို့စိတ်လဲကောင်းကောင်းกินတတ်တယ်အမဲသားလဲချက်တတ်တယ်စံတစိတ်ကိုလည်းကောင်းကောင်းချက်တတ်နေပြီလာတိုင်းလက်ွယ်ညမှာအဘထင်ကသူ့ဆရာဟောင်းတရေကြီးဥအောကိုကျွေးမွေးတာဗျတလားမှပြတ်တာမဟုတ်ဘူးတရားကြတော့အဘထင်ကကျုပ်ကိုမေးတယ်တာတီမင်းကအိမ်ဘဏ္ဍာမှာအိတ်တာတော့ကွာမိုးရင်းတို့ဆောင်းရင်းတို့ဆိုရင်တော့အခန်းထဲမှာအိတ်တယ်ဗျနှွေဆိုရင်တော့ကျုပ်ကပူတော့အိမ်ရှိမှထွက်အိတ်တာအဘထင်ကဘာဖြစ်လို့တော့ကျုပ်ကလည်းအဘထင်မေးတဲ့မေးခွန်းကိုနည်းနည်းတော့အံ့ဩသွားတာပေါ့ဗျာအဘထင်ကတခုခုကိုခဏခဏစဉ်းစားတယ်ပြီးမှအခုကနှွေဆိုတော့မင်းအိမ်ရှိမှအိတ်တာပေါ့ဟလားဟုတ်တယ်ဗျကျုပ်ကအိမ်ရှိမှအိတ်တာတိတ်ပူတဲ့ညဆိုရင်တော့ဝိုင်းထဲကမကြီးပင်အောက်ကကွက်ပြစ်မှာခြံအောင်ကလေးထောင်ပြီးဆင်းအိတ်တယ်ဟာဒါဆိုရင်အဆင်ပြေတာပေါ့ကွာအခုရက်ဝိုင်းနဲ့ဆင်းအိတ်ကွာဟင်းဘာလို့မလို့တော့ဗျအဖထင်အခုရက်တွင်မှာငါကိစ္စတစ်ခုပေါ်လာလိမ့်မယ်ကွာတကယ်လို့ပေါ်လာရင်မင်းကိုလာနှိုးမှာကွာမင်းငါနဲ့အဖော်လိုက်ခဲ့မင်းလည်းသုံးဖို့ဆွဲဖို့ရမှာပေါ့ကွာဗျာအဖထင်ဓမြတိုက်အောင်မလို့လားဟာမဟုတ်တာတတရငါအဲ့ဒီလောက်တွေမလုပ်တာကြာပါပြီဒီလိုကွာတချို့လူတွေကမြေကြီးထဲမှာပစ္စည်းဥစ္စာတွေမြုပ်ပြီးဝှက်တက်တယ်လေသူတို့တည်တဲ့အခါကျတော့မြုပ်ထားတဲ့ပစ္စည်းတွေကိုဆွဲပြီးစောင့်နေကြရတာပေါ့ငါဆရာအောက်ကပစ္စည်းဆွဲနေတဲ့ဥစ္စာဆောက်တရေတွေနဲ့တခါတလေတွေ့တတ်တယ်အဲ့ဒီတရေတွေကဒီဘဝကနေကျွတ်ချင်လွတ်ချင်တာပေါ့ကွာဒါဆိုရင်တော့ဆရာအောကငါ့ကိုအိမ်မက်ပေးပြီးတော့ပြောတယ်ငါကသူတို့ပစ္စည်းတွေကိုညဘက်သွားပြီးတူးဖော်ယူရတယ်ပြီးရင်တိုးတိုးတိတ်တိတ်ထုခွဲရောင်းချပြီးတော့သူတို့အတွက်အလှူဒန်းတွေလုပ်ပေးရတယ်ကွာငါလည်းအဲ့ဒီထဲကတဝက်3ခွင့်ရတာပေါ့ကွာဟာဟုတ်လားအဘတင်ဆရာအိုးအဘတင်ဟာအိမ်မက်ထဲမှာတွေ့ရတာပေါ့ဟာလားဟာတွေ့ရတာပေါ့ကွာငါဆရာနဲ့ငါနဲ့စကားတွေပြောကြတာပေါ့ဆရာအိုးပုံစံကဒါဆိုရင်တော်တော်ကြောက်စရာကောင်းလားဗျဟာတတေကအိမ်မက်ထဲမှာတော့ဆရာအိုးကထောင်ထဲမှာငါနဲ့တူတူနေတော့ကပုံပေါ့ကွာလူပုံစံပဲပေါ့
အေးအခုလဲဆရာငါ့ကိုအိမ်မက်ပေးထားတာ3ရက်ရှိပြီကွအစင်သစ်လောက်ထားသူလာခေါ်မယ်လို့ပြောတယ်သူလာခေါ်တဲ့ညကျရင်မင်းကိုငါလာခေါ်မလို့မေးတာကွဆရာကမင်းကိုကောင်းကောင်းသိတယ်အိမ်မက်ထဲမှာတော့မှငါ့ကိုပြောတယ်ကွမင်းဖော်ခေါ်ချင်တော့တာတီကိုခေါ်ခဲ့ပေါ့တဲ့ငါအရင်လောက်လဲမတန်တော့မြေတွေပါတွေတူးရင်တိတ်မမြန်ဆန်တော့ဘူးလေကွာဒီလိုလားဒါကတော့ကောင်းတဲ့အလုပ်ပဲအဘထင်ကကိုလည်းသုံးဖို့ဆွဲဖို့ရတယ်တစ်ဖက်သားကလည်းဥစ္စာစောင့်နေတဲ့ဘဝကနေကျွတ်လွတ်သွားတာပေါ့လေအေးမင်းပြောတာဟုတ်တယ်ကွငါအခုလိုချမ်းချမ်းသာသာနေနိုင်စားနိုင်တာအဲ့ဒီကိစ္စတွေလုပ်နေလို့ကွရှားလုပ်တယ်ဆိုတာလည်းဟန်ပြလုပ်တာပါကွာရှားတော့လေမောင်စိန်ကိုပေးလိုက်တာပါငါကတိတ်မယူပါဘူးကွာနေပါဦးဘာထင်အဲ့လိုဥစ္စာစောင့်တွေတူတော့တော်တော်ကောရလာဗျတိတ်များများဆဆမရပါဘူးကွာသူတို့ရှိတဲ့ပစ္စည်းလေးတွေကိုတခိုးတများကြောက်လို့ဝှက်ထားကြတာအဲ့ဒါလူတွေကိုလည်းထုခွဲအဲ့ဒါကလေးတွေကိုလည်းထုခွဲပြီးတော့ငါလဲ3ရသူတို့အတွက်လည်းအလှူဒန်းလုပ်ပေးရတာပေါ့ကွာအေးဒီတခါတော့ဘလို့နေမှမသိပါဘူးကွာလာနှိုးဗျာဒီကိစ္စကိုကျုပ်တော်တော်စိတ်ဝင်စားသွားပြီဒါထက်နေပါအောင်ဘာထင်ရကျုပ်တို့တူးဆောတဲ့အခါမှာအဲ့ဒီဥစ္စာစောင့်နေတဲ့တရေကအန်နီရတွေဘာတွေမပေးပါဘူးနော်ဟာတာတေရလေဘယ်လားအန်နီရပေးမှာတော့သူကိုယ်တိုင်ကဒီဘဝနေကျွတ်ချင်လို့အဲ့လိုတွေလှုပ်ခိုင်းတာလေကွာအေးမင်းပြောသလိုအန်နီရပြုတ်တယ်ပဲထားငါဆရာကိုကတွေ့ထက်လိုက်မှာပေါ့ကွာဟင်းဒါဆိုရင်ဆရာအိုးကြီးပါလိုက်မှာလားဟာသူမပါလို့ပဲဖြစ်မှာတော့တာတေရဟုတ်သားပဲကဲကျုပ်ဘက်ကတော့လိုက်ဖို့အစင်သင့်ပါပဲဗျာအဘထင်တာကျုပ်ကိုလာနှိုးပြီတော့ဒီညကစပြီးကျုပ်ဝိုင်းနဲ့ဆင်းအိမ်မယ်အေးဒါဆိုရင်တော့အဆင်ပြေပြီပေါ့ကွာမင်းလောက်တက်တိကောင်းတဲ့လူမျိုးကိုငါတသက်မှာတစ်ခါမှမတွေ့ဘူးသေးပါဘူးတာတီယာဟာကျုပ်ကဒီလောက်လည်းမဟုတ်ပါဘူးဗျ